ဒီနေ့ကတော့မြန်မာကောင်မဆိုင်မိသားစုရဲ့ရွှေတောင်သွားတဲ့ခီးစဉ်တူလေးဖြစ်ပါရဲ့ရှင်ကိုရွှေတောင်သွားကြမယ်သွားနေပါတယ်ရွှေတောင်သွားနေပါရဲ့ရှင်ရောက်ပါပြီအရင်ဆုံးရဟန္တာ80ဖះကိုအရင်ဝင်ဖူးပါရဲ့ရှင်တို့ဘောစီကဘာပြနေရလဲမသိဘူးသူပြတာကိုလိုက်ရိုက်နေရလဲရေပုံဖတ်ခိုင်းနေရလားမသိပါဘူးအိန္ဒိယသမုဒ္ဒရာပြီးတော့ရှောက်ရပါတယ်ဟိုဟာရှာလိုက်တရားရလိုက်ပြန်လာပါပြီဟန်နာ80ရပြန်လာပါပြီရှင်ရှင်မြတ်မှန်ဖះကိုလည်းဝင်ဖူးခဲ့ပါတယ်ဖះပူရင်အလူငွေလည်းလူလန်းခဲ့ပါတယ်ဒီမှာတော့ဟိုရှောက်ရဒီရှောက်ရနဲ့ရှောက်ရိုက်နေပါတယ်ရှင်ဆက်စုမပူပေါ့ဟိုဟာဆက်စုတရားတဝါကိုဖေဗုဒ္ဓရေဘွားတော်ကိုလည်းဖူးမြော်ခဲ့ပါတယ်ရွှေတောင်စစ်စခန်းကိုရောက်ပါပြီရှင်လာလိုက်တာအေယာဝတီမြစ်ကြီးရယ်မိုးမရခင်လေးဟိုရှောက်ရဒီရှောက်ရလာလိုက်တာအိုးစင်းရတွေ့ပါပြီရှင်စင်းရတွေ့ပါပြီစင်းရဘယ်နှကောင်တော့ရှိရလဲမသိကဲကျမဘောစီဦးဆောင်ပြီးတော့စင်စီးကြပါမယ်ရှင်တယောက်ကို2000ပါရဲ့ရှင်စင်တစ်ခါစီရင်တယောက်ကို2000ပါကဲအဲ့ဒီမှာတော့ညီကို2ယောက်စင်စီးဖို့အတွက်အကြီးကောင်နဲ့ငယ်ကောင်နဲ့နေရာလူကြပါတယ်အမတယောက်နဲ့တယောက်ပလိန်ရင်းနဲ့နေရာလူကြပါတယ်ကဲနောက်ဆုံးမှာတော့သူတို့နေရာရသွားကြပါပြီတတာကျမတော့စင်မစီးပါဘူးရှင်ကျမတော့ဗီဒီယိုရိုင်းကြံခဲ့ပါရဲ့ရှင်တတာပြောမျိုးနေကြတဲ့ဒါတော့ဗာဖះပါလေဖះခဏမမေဘူးဖះ3-4စုဖူးတာဟိုညာအရန်ကောင်းတာပဲမညာအရန်ကောင်းကဲဒီမှာတော့အမသူ့ကိုလမ်းလျှောက်တဲ့ပုံလေးရိုက်ပေးပါလေရှင်ကျမရိုက်ပေးပါတယ်ကဲဒါတော့ပြည်ရွှေစံတော်ဖះကိုအပြန်ဝင်ဖူးပါရဲ့ရှင်ဒီမှာရင်ပြင်ပေါ်မှာဟိုလျှောက်ရိုက်ဒီလျှောက်ရိုက်မျိုးရဲ့ညနေစာအလားလေးဒီမှာဗီဒီယိုရရင်းနဲ့ခံစားပြီးမိုးတဲ့လေထဲမှာအားကျုံမှန်တဲ့နဲ့ကြိုးစားရိုက်ကူးနေပါရဲ့ရှင်လာလိုက်တာအပြန်မှာတော့ညာသေးလေးဝင်ခဲ့ပါတယ်ညာသေးလေးမှာလာလိုက်တာအေယာဝတီမြစ်ကြီးရဲ့ကဲကြိုးစားလဲလမ်းလျှောက်ခဲ့ပါတယ်သူကတော့မပန်ဖြစ်နေရတကအကုန်ပါနောက်ဆုံးမှာတော့ရုပ်ချောလေးနဲ့အဆုံးတက်လိုက်ရပါတယ်ရှင်ဗီဒီယိုလေးကိုရုပ်ချောလေးနဲ့အဆုံးတက်လိုက်ပါတယ်တတာဘိုင်ဘိုင် see you